အင်းလေးဒေသမိုးသက်လေပြင်းကြောင့်ငလျင်တန်သင့်ပြည်သူများ၏ယာယီတဲအမိုးများလန်ထွက်နန်းခမ်းကူ2025ဧပြီလ28ရက်ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသနန်းပန်အနီးကြာတော်ရွာတွင်မိုးသက်လေပြင်းကြောင့်ငလျင်တန်သင့်ပြည်သူများ၏ယာယီတဲအမိုးများလန်ထွက်သွားပြီးဒေသခံများအခက်တွေ့နေရကြောင်းစုံစမ်းသိရှိရသည်မနေ့တုန်းကတော့မိုးရေရွာလေတွေတိုက်တယ်မိုးသီးတွေလည်းပါတယ်အရန်ကြီးထိခိုက်တာမျိုးတော့မဟုတ်ဘူးအမိုးတွေလန်ကုန်တဲ့ယာယီတဲ့မိုးကာနဲ့ပဲနေရတယ်ဆိုတော့လေတိုက်တော့အကုန်လန်ထွက်ကုန်တဲ့ပြည်သူတွေလည်းမိုးရဲလေထဲမှာကြောက်ကြောက်လန့်လန့်နဲ့နေရတယ်ဟုအင်းလေးငလျင်တန်သင့်ကူညီနေသည့်အမျိုးသားတဦးကပြောသည်ယမန်နေ့ဧပြီလ29ရက်နေ့လေတက်နာရီကျော်တွင်မိုးများပြင်းထန်စွာရွာသွန်းပြီးမိုးသီးများကျခြင်းလေပြင်းတိုက်ခတ်ခြင်းများကြောင့်ငလျင်တန်ကြောင့်ဖြိုထားသည့်အိမ်တို့အမိုးများလေထဲသို့လွင့်ပါခြင်းယာယီတဲမိုးကာများလည်းလန်ထွက်သွားခြင်းများကြောင့်ပြည်သူများကြောက်လန့်ခဲ့ရသည်ဟုအင်းလေးဒေသခံများထံမှသိရသည်ထို့အပြင်ငလျင်တန်ကြောင့်ပျက်စီးသွားသည့်အိမ်များကိုပြန်လည်ပြင်ဆင်ရန်လိုအပ်ပြီးမြေကျွံသွားသည့်အိမ်များကိုတစ်သားတစ်ချောင်းချင်းလိုက်လံဆွဲနှုတ်ရသောကြောင့်ပြန်လည်ပြင်ဆင်ရန်အချိန်ကြာနိုင်သည်ဟုရင်းကဆက်ပြောသည်ဆက်လက်ပြီးအင်းလေးဒေသတွင်ငလျင်တန်သင့်ပြည်သူ2000ဦးမျှရှိပြီးအိမ်များကိုပြန်လည်ပြင်ဆင်ရန်လူအင်အားငွေအင်အားများလည်းလိုအပ်နေပြီးဝါးတစ်လုံးကကျပ်18000ဖြင့်ဝယ်ယူနေကြရသည်ဟုကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေသည့်အင်းလူငယ်တဦးကပြောသည်အင်းလေးဒေသမိုးသက်လေပြင်းကြောင့်ငလျင်တန်သင့်ပြည်သူများ၏ယာယီတဲအမိုးများလန်ထွက်နန်းခမ်းကူ2025ဧပြီလ28ရက်ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသနန်းပန်အနီးကြာတော်ရွာတွင်မိုးသက်လေပြင်းကြောင့်ငလျင်တန်သင့်ပြည်သူများ၏ယာယီတဲအမိုးများလန်ထွက်သွားပြီးဒေသခံများအခက်တွေ့နေရကြောင်းစုံစမ်းသိရှိရသည်